တခါတော့ကမြို့တစ်မြို့မှာတအားကိုပြင်းတဲ့သူတယောက်ရှိပါတယ်အဲ့ဒီလူကဘလောက်ထအောင်ပြင်းတယ်လဲဆိုလို့ရှိရင်လှုပ်ရှားရှိတာတွေဆိုလို့ရှိရင်နောက်ကိုရွှေဆိုင်ထားတယ်မလုပ်ဖြစ်ဘူးလှုပ်အောင်မယ်ဆိုလို့ရှိရင်လည်းဘာဖြစ်လဲဆိုတော့ကောင်းကောင်းမလုပ်ဘူးဂယုဒီဇိုင်းမလုပ်ဘူးအဲ့လိုကြာလာတဲ့ခါမှာသူ့မှာစိုးကျိုးတွေအများကြီးရှိလာတယ်နောက်ပြီးတော့မှသူ့ရဲ့မိသားစုဝင်တွေသူ့ရဲ့တငယ်ချင်းတွေကလည်းသူ့ကိုသဘောမကျတော့အဲ့တော့သူ့မှာစိုးကျိုးတွေလည်းများတယ်သူနဲ့တူတူရှိနေတဲ့သူတွေကလည်းသူ့ကိုမုန်းလာတဲ့ခါမှာသူဘာဖြစ်လာလဲဆိုတော့ဒီသူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားလာရတယ်ဒီပြင်းတဲ့အပြုတ်အမူကြီးကိုဒီအလေးအကျင့်လေးထားယူကိုသူကပြောင်းနေတယ်အဲ့တော့ပြောင်းနေတော့သူဘာလို့ရင်ကောင်းမလဲစဉ်းစားတော့နောက်ပိုင်းမှာဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးနဲ့တွားပြီးတော့မှသူကတွေ့ပါတယ်တွေ့တော့သူကဗုဒ္ဓဘုန်းတော်ကြီးကိုရှောက်ထားပါတယ်အရှင်ဘုရားတပည့်တော်ကတော်တော်ကိုပြင်းတဲ့သူတွေမှာပါတယ်အဲ့တော့တပည့်တော်လှုပ်ရှားရှိတာတွေဆိုလို့ရှိရင်နောက်မှလှုပ်တယ်အဲ့တော့နောက်မှလှုပ်ရမယ့်အရာတွေဆိုလို့ရှိရင်မလှုပ်ဖြစ်တော့ဘူးအလုပ်လုပ်တယ်ဆိုလို့ရှိရင်လည်းဂယုဒီဇိုင်းမလုပ်ဘူးအဲ့တော့လူတွေကတပည့်တော်ကိုမုန်းလာပြီတပည့်တော်ဘာလုပ်ရင်ကောင်းမလဲဆိုပြီးတော့မှဘုန်းတော်ကြီးစီကနေပြီးတော့မှအကြံဉာဏ်တောင်းပါတယ်အဲ့တော့ဘုန်းတော်ကြီးကနေပြီးတော့မှခုနလူကိုမေးပါတယ်အဲ့တော့တကာကြီးကကိုပြင်းနေဆိုတာကိုဘယ်လိုသိတာလဲတပည့်တော်မှတကာကြီးစီမှာဘလို့ပြင်းရင်ခြင်းမျိုးရှိနေတာလဲအဲ့လိုပြီးတော့ခုနလူကစဉ်းစားတယ်စဉ်းစားပြီးတော့မှတပည့်တော်ကိုပြင်းတာတော့သိတယ်ဒါပေမဲ့ဘလို့ပြင်းရင်ခြင်းလဲတော့တပည့်တော်မသိဘူးအဲ့တော့တပည့်တော်ကသိတဲ့ထိုင်ပဲလုံးရှာရှိမလို့ဘူးเนาะအချိန်ဆွဲတယ်ပြင်းတယ်เนาะနောက်ပြီးတော့မှလောက်ရပြီဆိုလို့ရှိရင်လေကောင်းမမလုပ်ဒါကြောင့်မို့တပည့်တော်ကိုလူတွေကသဘောမကျကြဘူးအဲ့တော့တပည့်တော်မှာစိုးကျိုးတွေနေတိုင်းဖြစ်နေတယ်ဒါကြောင့်မလို့ဒီပြင်းတာကိုပြောင်းနေတာအဲ့တော့ဘလို့ပြင်းရင်ခြင်းမျိုးရှိတယ်လေတော့တပည့်တော်မသိဘူးဒါပေမဲ့မကောင်းတာတော့သိတယ်ဆိုပြီးတော့မှပြောပါတယ်အဲ့တော့ဖုန်းတော်ကြီးကစပြီးတော့မှပြောပါတယ်ပြင်းကြီးတဲ့အပိုင်းမှာနှစ်ပိုင်းရှိတယ်လူတွေမှာเนาะအဲ့တော့နံပါတ်1တစ်ပိုင်းကတော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြင်းကြီးတာ physical laziness ဒုတိယတစ်ပိုင်းကတော့စိတ်ပိုင်းဆိုင်ရာပြင်းကြီးတာเนาะအဲ့တော့စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ mental laziness အဲ့ဒီနှစ်ခုစလုံးပြင်းပြီဆိုလို့ရှိရင်လူတစ်ယောက်ဟာဘဝမှာတိုးတက်ကြီးပွားဖို့ဆိုတာကမဖြစ်နိုင်တော့လူတွေကမုန်းတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်လူတွေကနှိမ်တဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်အဲ့တော့ဘုန်းတော်ကြီးကဆက်ပြီးတော့မှပြောပါတယ်အဲ့တော့ခန္ဓာကိုယ်ပြင်းရင်အကြောင်းတရားက3ခုရှိတယ်စိတ်ပိုင်းဆိုင်ရာပြင်းရင်ခြင်းအကြောင်းတရားက5ခုရှိတယ်အဲ့ဒါကြီးကိုဒီနေ့အဲ့ဒီ3ခုနဲ့အဲ့ဒီ5ခုအကြောင်းကိုပြောမယ်ပြီးရင်ကြော်လွှားနိုင်မဲ့နီလန်းတွေကိုလည်းပေးမယ်ဆိုပြီးတော့မှပြောလိုက်တဲ့အခါမှာခုနကလူကအရန်ကိုဝမ်းသာတော့ပါတယ်ဝမ်းသာသွားပြီးတော့တပည့်တော်မြန်မြန်လေးပြောပြပါဗျာတပည့်တော်သိကျင်နေပြီဆိုပြီးတော့မှပြောပါတယ်အဲ့တော့သေချာတစ်ခုကအခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေလည်းသိကျင်နေပြီလို့ထင်ပါတယ်အဲ့တော့ဘုန်းတော်ကြီးကဗာဆက်ပြောလဲဆိုတော့ခန္ဓာကိုယ်ပြင်းရည်စေတဲ့နံပါတ်1အကြောင်းတရားကတော့အခုတို့စားနေတဲ့အစားအသောက်တွေပဲအဲ့တော့အစားအသောက်တွေစားတဲ့အခါမှာမကြမ်းမာစေတဲ့အစားအစာတွေကိုယ့်ရဲ့ခန္ဓာကိုယ်ကိုလေးလံစေမဲ့အစားအစာတွေအစာမကြည်စေမဲ့အစားအစာတွေတဘာဝမဟုတ်တဲ့အစားအစာတွေကိုစားမယ်ဆိုလို့ရှိရင်တို့ရဲ့ခန္ဓာကိုယ်ကြီးကလေးလံနှေးကွေးလာမယ်ခန္ဓာကိုယ်ကြီးကတဖြည်းဖြည်းနဲ့အားနည်းလာမယ်စွမ်းအင်တွေကျလာမယ်အဲ့တော့တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကလိုအပ်နေတဲ့အစားအစာက fresh ဖြစ်တဲ့လက်ဆက်တဲ့အစားအစာတွေကိုပဲလိုအပ်နေတာအဲ့တော့အဲ့ဒီ fresh ဖြစ်တဲ့အစားအစာတွေကလည်းကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကောင်းကောင်းအလုပ်လုပ်စေတယ်နောက်ပြီးတော့မှအဲ့ဒီအစားအသောက်တွေကပဲကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ရောကိုအကောင်းဆုံးလှုပ်ဆောင်ပေးနိုင်တယ်အဲ့တော့ခန္ဓာကိုယ်အတွက်မကောင်းတဲ့အစားအစာတွေကိုစားမိမယ်ဆိုလို့ရှိရင်စိတ်ရောခန္ဓာကိုယ်ရောကိုထိခိုက်စေမယ်ပြီးရင်အဲ့ဒီအစားအစာတွေကပဲကိုယ့်ကိုပင်ပန်းစေမယ်ဒီတော့အစားအသောက်တွေစားတဲ့အခါမှာပေါ်ပါအစားအစာဖြစ်ရမယ်အစာကြည်လွယ်တဲ့အစားအစာဖြစ်ရမယ်စိတ်နဲ့ခန္ဓာကိုယ်ကိုအာဟာရဖြစ်စေမယ့်အစားအစာဖြစ်ရမယ်အရေးကြီးဆုံးကတော့တဘာဝကလာတဲ့အစားအသောက်တွေကိုပဲစားသင့်တယ်เนาะလူတွေပုံစံအမျိုးမျိုးပြောင်းထားတဲ့အစားအသောက်တွေကိုမစားသင့်ဘူးစက်ရုံကလာတဲ့အစားအစာတွေစီတိုဘူးနဲ့ထည့်ထားတဲ့အစားအစာတွေကိုမစားသင့်ဘူးအဓိကတော့ processed food တွေပေါ့เนาะအဲ့တော့ processed food တွေမစားသင့်ဘူးဆိုပြီးတော့မှပြောပါတယ်ခန္ဓာကိုယ်ပြင်းရည်စေတဲ့ဒုတိယအကြောင်းရင်းကတော့ကိုယ့်ရဲ့ပြုမှုလှုပ်ရှားမှုနဲ့ခန္ဓာကိုယ်အနေထားပဲဘုန်းတော်ကြီးကဆက်ပြောတာဆိုတော့ကိုကထားပါတော့ထိုင်တဲ့အခါမှာကိုယ့်ရဲ့ကြောရိုးကိုဒီမမထိုင်နေမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ဒီအပေါ်ပိုင်းပေါ့နော်ဒီ energy တွေကအပေါ်ပိုင်းကိုတက်လာမယ်သွေးလေပတ်မှုတွေအားကောင်းမယ်နောက်တော့မှအစာကြေစေမယ်အဲ့လိုပဲเนาะအိတ်တဲ့အခါထိုင်တဲ့အခါလမ်းလျှောက်တဲ့အခါမှာလည်းပုံစံမှန်မှုလိုတယ်
နော်တက်တွက်ကြွကြွနဲ့သွာလာလှုပ်ရှားနေဖို့လိုတယ်ဒါမှလူကမပြင်းရတော့ပဲနဲ့ဘာဖြစ်မလဲဆိုတော့စိတ်ဓာတ်တွေတက်ကြွနေမယ်နော်အဲ့လိုမဟုတ်ပဲနဲ့ခုနပြောတဲ့ရောက်တဲ့နေရာမှာခွေနေမယ်ဒါအိတ်တဲ့အခါမှာလည်းပုံစံမမှန်ဘူးထိုင်တဲ့အခါမှာလည်းပုံစံမမှန်ဘူးလမ်းလျှောက်တဲ့အခါမှာလည်းပုံစံမမှန်ဘူးဆိုလို့ရှိရင်စိတ်ဖိစီးမှုတွေများလာမယ်ဖိအားတွေများလာမယ်ခန္ဓာကိုယ်တောင့်တင်းမာကြောလာလိမ့်မယ်အဲ့ဒီအချိန်မှာအလုတ်လောက်ရတာမလွယ်ဘူးအလုတ်လောက်ဖို့ခက်ခဲတယ်အဲ့တော့တခါကြီးကြည့်လိုက်ဒီเจ้าမှာရှိတဲ့ဘုန်းကြီးတွေဆိုလို့ရှိရင်ထိုင်တဲ့အခါရောအိတ်တဲ့အခါရောလမ်းလျှောက်တဲ့အခါရောပုံစံမှန်အောင်သူတို့လမ်းလျှောက်ကြတယ်အဲ့တော့ပုံစံမှန်အောင်နေထိုင်ကြတဲ့အခါမှာသူတို့ဒီအမြဲတမ်းတက်ကြွနေတယ်အမြဲတမ်းဘာဖြစ်နေလဲဆိုတော့ဒီအနာဂတ်တဲ့တဲ့ကိုရှုပြီးတော့မှသူတို့လှုပ်ရှားရှိတာတွေကိုအကောင်းဆုံးလုပ်နိုင်ကြတယ်နောက်ထပ်ခန္ဓာကိုယ်ကိုပြင်းရည်စေတဲ့အကြောင်းအရာတစ်ခုကတော့ဘာလဲဆိုတော့အိပ်ဆက်တဲ့ပုံစံမမှန်တာเนาะအဲ့တော့လူရဲ့ခန္ဓာကိုယ်ကအနားယူဖို့လိုတယ် reset ချဖို့လိုတယ်เนาะအဲ့တော့ကိုကအိပ်ဆက်ချိန်ဒီတအားနည်းနေပြီဆိုလို့ရှိရင်လည်းခန္ဓာကိုယ်ကဘာဖြစ်မလဲဆိုတော့အားနည်းလာမယ်เนาะအလုံးလုံးနိုင်တဲ့အနေအထားမရှိဘူးပင်ပန်းမယ်အဲ့လိုမဟုတ်ဘူးတအားကြီးအိပ်မယ်ဆိုလို့ရှိရင်လည်းဘာဖြစ်မလဲဆိုတော့လန်းလန်းဆန်းဆန်းမရှိတော့တက်တက်ကြွကြွမရှိတော့အဲ့တော့ကြောင့်မို့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့အိပ်ဆက်ချိန်ကိုအိတ်ကိုအိပ်ရမယ်အဲ့တော့ဒီเจ้าမှာဆိုလို့ရှိရင်ဘုန်းတော်ကြီးတွေစီးနေကန်းနေနေရတယ်အိတ်ချိန်သတ်မှတ်ထားတာရှိတယ်ထချိန်သတ်မှတ်ထားတာရှိတယ်အဲ့တော့ဘာလို့ရမလဲဆိုတော့အကောင်းဆုံးဒီစောစောအိတ်ပါပြီးရင်စောစောထပါအဲ့တော့စောစောအိတ်ပြီးတော့မှစောစောထခြင်းဒီကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြင်းရည်မှုတွေပျောက်ဆုံးစေတယ်အဲ့တော့ပြင်းရည်မှုတွေမရှိစေတော့ဘူးဆိုပြီးတော့မှပြောပါတယ်ဒါကခန္ဓာကိုယ်ပြင်းရည်စေတဲ့အကြောင်းရင်း၃ခုပါနောက်တစ်ခုကတော့စိတ် mental laziness စိတ်ကိုပြင်းရည်စေတဲ့အကြောင်း၅ခုကိုဆက်ပြောမယ်ဆိုပြီးတော့မှဘုန်းတော်ကြီးကဆက်ပြီးတော့မှပြောပါတယ်နံပါတ်1စိတ်ကိုပြင်းရည်စေတဲ့အကြောင်းရင်းကတော့ procrastination လို့ခေါ်တဲ့အချိန်ဆွဲခြင်းเนาะအချိန်ဆွဲတယ်ဆိုတာကအခုလုပ်ရမယ့်အရာကိုခဏနေမှလုပ်တာခဏနေမှလုပ်ရမယ့်အရာကိုနောက်နေမှလုပ်တာနောက်နေမှလုပ်ရမယ့်အရာကိုလုပ်ချင်မှလုပ်တော့တာဒါဒီအချိန်ဆွဲတာ procrastinationအဲ့တော့တချို့တွေဆိုလို့ရှိရင်လုပ်ရမယ့်အရာတွေကိုလုပ်ကိုမလုပ်တော့တာဟုတ်ဒီအချိန်ဆွဲခြင်းကလူတွေရဲ့စိတ်ကိုပြင်းရည်စေတယ်အဲ့တော့အချိန်ဆွဲပြီဆိုလို့ရှိရင်လူတွေဒီအရေးကြီးတာတွေမဆုံးရှုံးမချင်းနောက်ပြီးတော့မှပြဿနာတွေမတက်မချင်းလူတွေကမသိဘူးเนาะအရေးကြီးတာတွေဆုံးရှုံးပြီးပြဿနာတွေတက်ပြီးဆိုမှဘာဖြစ်လဲဆိုတော့လူတွေကအော်ငါဟာအချိန်ဆွဲမိတာမကောင်းပါလားဆိုပြီးတော့မှသိသွားတာအဲ့တော့ဒီအလေးချင်းအလေးထားကိုပြင်ရင်ဘာလုပ်ရမလဲဆိုတော့လှုပ်ရှားရှိတာကိုဘာမှမစင်စားဘဲနဲ့ချက်ချင်းထားပြီးတော့မှလှုပ်အချိန်မဆွဲနဲ့တော့အဲ့တော့အခုလုပ်ရမယ်ဆိုလို့ရှိရင်အခုချက်ချင်းထားလို့အဲ့ဒါဆိုလို့ရှိရင်တော့အချိန်ဆွဲတဲ့အကျင့်ကပျောက်သွားလိမ့်မယ်နောက်စိတ်ကိုပြင်းရည်စေတဲ့ဒုတိယတစ်ချက်ကတော့ကိုအပေါ်မှာတန်တရားရှိတာနော်ငါလုံးမလုံးနိုင်ပါမလားဆိုတာအပေါ်မှာတန်တရားရှိတာအဲ့တော့ကိုတန်တရားရှိလာတဲ့အခါမှာကိုမလုံးနိုင်ဘူးလို့ထင်ပြီဆိုလို့ရှိရင်မလုံးချင်တော့အဲ့တော့ခုနကကိုဘာကြောင့်တန်တရားရှိတာလဲဆိုတော့လူတွေဒီအရင်တုန်းကအခက်ခဲတွေကြုံတွေ့ခဲ့ရတယ်အဲ့ဒီအခက်ခဲတွေကိုမကျော်လွှားနိုင်တဲ့အခါမှာဒီတစ်ချိန်လဲကလုံနိုင်မှာမဟုတ်ပါဘူးဆိုတော့ခံယူချက်ရှိနေတာတကယ်တမ်းပြောလို့ရှိရင်တော့အခုဒီဗီဒီယိုကြည့်နေလူငယ်တဲ့မိတ်ဆွေတွေအရင်တုန်းကအတိုင်းမဟုတ်ဘူးကို့မှာပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ပြဿနာတွေကိုကျော်လွှားနိုင်ဖို့အတွက်ကို့မှာကျွမ်းကျင်မှုအသစ်တွေရှိနေပြီအလေးချင်းအလေးထားကောင်းတွေလည်းရှိနေပြီအဲ့တော့ကိုတန်တရားရှိတာမရှိပါနဲ့အဲ့တော့ကို့မှာကျွမ်းကျင်မှုတွေရှိနေပြီကိုဟာပိုကောင်းလာပြီဆိုတော့ခံယူချက်ကိုထားပါဆိုပြီးတော့မှဆက်ပြောရတယ်နောက်ထပ်ကိုယ့်ရဲ့စိတ်ကိုပြင်းရည်စေတဲ့အကြောင်းချက်နံပါတ်3ကတော့ဘာလဲဆိုတော့မြင်သာထင်သာတဲ့တိကျတဲ့ရှင်းလင်းတဲ့ပန်းနိုင်မရှိတာအဲ့တော့တခါကြီးကိုမေးကြည့်မယ်အဲ့တော့တခါကြီးကသဲကန်နိုင်ရတဲ့ရောက်နေပြီအဲ့ဒီချိန်မှာရေတအားစာနေပြီဆိုပါစို့တခါကြီးဘာလုပ်မလဲအဲ့တော့ခုနကလူကအဲ့ဆိုလို့ရှိရင်တော့တပည့်တော်ရွာတရွာကိုရှာမယ်ရွာတရွာရှာပြီးတော့မှအဲ့ဒီရွာကနေပြီးတော့မှရေရအောင်ရှာမယ်ဗျာအဲ့လိုပြောပါတယ်အဲ့တော့ဘုန်းတော်ကြီးဆက်ပြီးတော့မှမေးတယ်အဲ့တော့အဲ့ဒီရွာမှာရေမရှိရင်ရောတခါကြီးဘယ်လိုလုပ်မလဲအဲ့တော့အဲ့ရွာမှာမရှိနောက်ထပ်တရွာရှာမှာပေါ့ဗျာအဲ့နောက်ထပ်တရွာမှာမရှိရင်ရောနောက်ထပ်တရွာမှာရှာမှာပေါ့โอเคအဲ့ဒါပဲတခါကြီးเนาะအဲ့တော့လူတွေဒီတိကျတဲ့ပန်းနိုင်ရှိပြီဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ပန်းနိုင်ဒီလည်းကိုမြင်နေရပြီဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့အဲ့ဒီပန်းနိုင်ကိုမရမချင်းယူမှာအဲ့တော့စိတ်ပိုင်းဆိုင်ရာကမပြင်းရတော့အဲ့တော့တိကျတဲ့ပန်းနိုင်တတ်မှတ်ထားပါဘဝမှာအဲ့ဒီတိကျတဲ့ပန်းနိုင်ကလည်းရှင်းလင်းဖြစ်တဲ့ပန်းနိုင်တတ်မှတ်ရမယ်ဆိုပြီးတော့မှဘုန်းတော်ကြီးထပ်ပြီးတော့မှပြောပါတယ်နောက်ထပ်စိတ်ကိုပြင်းရည်စေတဲ့အရာကတော့ချက်ချင်းလုပ်ရမယ်เนาะမြန်ဆန်လုပ်ရမယ်ဆိုတဲ့ reason မရှိတာเนาะအကြောင်းအရာမရှိနေတာအဲ့တော့ထားတော့ငါဒီဟာလုပ်ကိုလုပ်ရမယ်ငါထားပြီးတော့မှချက်ချင်းလုပ်ရမယ်ဆိုတဲ့ reason မရှိတဲ့ခါမှာလဲလူတွေကစိတ်ကပြင်းလာတယ်လို့ပြောပါတယ်
ပြီးတော့ဗာဆက်ပြီးလဲဆိုတော့ဒီတခါကြီးစဉ်းစားကြည့်အောင်တခါကြီးဒီတဲကန်နိုင်ရတဲ့နေရာထဲမှာရောက်နေတယ်လက်ထဲမှာရွှေတွေငွေတွေကြောက်တံ brand များတွေပါလာတယ်အဲ့တော့တစ်ပင်တစ်ပင်အောက်မှာဝင်နားလိုက်တဲ့အချိန်မှာဓမြတွေကတခါကြီးရဲ့နောက်ကိုပြေးလိုက်လာပြီဆိုလို့ရှိရင်တခါကြီးပါလို့မလဲဆိုတော့ခုနကလူကအဲ့ဆိုလို့ရှိရင်တော့တပတ်တော့ပြေးမှာပေါ့ဗျာထပြီးတော့ပြေးမှာပေါ့အဲ့တော့တခါကြီးမှာပြင်းရဲ့စိတ်ရှိသေးလားပြင်းရင်သေးလားဘလို့ပြင်းမလဲဗျာတပည့်တော်ဒီဓမြတွေကပစ္စည်းတွေလုပြီးတော့မှလူလိုက်တတ်မှာဆိုတော့တပည့်တော်ပြေးရမှာပေါ့ဟုတ်ပြီအဲ့လိုပဲเนาะအဲ့တော့ကိုတခုလောက်ရမယ်ဆိုလို့ရှိရင်เนาะအဲ့ဒီလောက်ရမယ့်အကြောင်းရင်းကိုသိအောင်ရေဆုံးလို့ reason ကိုရှာအဲ့တော့ reason ရပြီအကြောင်းရင်းကိုသိရပြီဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့အဲ့ဒီအရာကိုလုပ်ကိုလုပ်လိမ့်မယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာကမပြင်းတော့ဆက်ပြီးတော့မပြောပါတယ်ပြီးတော့ဘုန်းတော်ကြီးကဘာဆက်ပြောလဲဆိုတော့လူတွေရဲ့စိတ်ကိုနောက်ထပ်ပြင်းရစေတဲ့အရာတစ်ခုကဘာလဲဆိုတော့ပြင်းတဲ့သူတွေနဲ့အတူတူနေထိုင်တာကိုကတော့တက်တက်ကြွကြွရှိတယ်လှုပ်ချင်ကိုင်နေသေးရှိတယ်ဒါပေမဲ့ပြင်းရတဲ့သူတွေနဲ့တွားပြီးတော့မှနေတဲ့အခါမှာကိုကလည်းသူတို့အတိုင်းလိုက်ပြီးတော့မှနေပြတော့တာဒါကတော့ဟာလုံမနေပါနဲ့ကွာမင်းမဟုတ်လေချိန်သိမှာပဲဟလာထားလိုက်ပါအကုန်လုံးကပစ္စည်းတင်ခါရလူတင်ခါရပဲအေးစီနာနာနေပေါ့ဘာမှလုံမနေနဲ့တော့ဆိုပြီးတော့မှအဲ့လိုပြင်းရတဲ့လူတွေနဲ့နေတဲ့အခါမှာလဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုကပြင်းရသွားတာအဲ့တော့ဒါဒီလူတွေကိုလာပြင်းရစေတဲ့အရာတွေဖြစ်တယ်ခန္ဓာကိုယ်ကိုပြင်းရစေတဲ့အချက်၃ချက်ဖြစ်တယ်စိတ်ကိုပြင်းရစေတဲ့အချက်၅ချက်ဖြစ်တယ်ဆိုပြီးတော့မှပြောလိုက်တဲ့အခါမှာခုနကလူကတစ်ခုချင်းစီစဉ်းစားတယ်တစ်ချက်ချင်းစီစဉ်းစားပြီးတော့မှသူကိုယ်သူမပြင်းအောင်လုပ်မဲ့နီလန်းတွေတွေ့သွားတယ်ခန္ဓာကိုယ်မပြင်းအောင်လုပ်မဲ့နီလန်းတွေစိတ်ပိုင်းဆိုင်ရာမပြင်းအောင်လုပ်မဲ့နီလန်းတွေတွေ့သွားပြီးတော့မှသူဟာစူးစမ်းတဲ့အခါမှာအောင်မြင်တဲ့ဘဝတစ်ခုပျော်ရွှင်တဲ့ဘဝတစ်ခုရသွားပါတယ်အဲ့တော့ဒီကြောင်းအရာတွေကပြီးတော့မှအခုဒီဗီဒီယိုကြည့်လူငယ်တဲ့မိတ်ဆွေကိုကျွန်တော်ကဘာပြောချင်တာလဲဆိုတော့ခုနကကျွန်တော်တို့ပြောသလိုပဲ laziness ပြင်းရခြင်းဆိုတဲ့အရာကကျွန်တော်တို့စီကိုဘာတွေတည်လာပေးမှလဲဆိုတော့ဆုံးရှုံးမှုเนาะကြီးမားတဲ့ဆုံးရှုံးမှုတွေတည်လာပေးမယ်ပြီးတော့ကျွန်တော်တို့ကိုလူတွေကမုန်းတီးခြင်းလူတွေကသဘောမကျခြင်းလူတွေကနှိမ့်ချခြင်းနှိပ်ကွပ်ခြင်းဆိုတဲ့အရာတွေကျွန်တော်တို့စီကိုရောက်လာလိမ့်မယ်အဲ့တော့ဒီဗီဒီယိုကြည့်တဲ့လူငယ်တဲ့မိတ်ဆွေကဘာလုပ်ရမလဲဆိုတော့ကိုကမပြင်းကြီးဖို့အတွက်ခုနကခန္ဓာကိုယ်မပြင်းကြီးစေမယ့်အချက်၃ချက်ကိုမလုပ်ပါနဲ့စိတ်ပိုင်းဆိုင်ရာပြင်းကြီးစေမယ့်အချက်၅ချက်ကိုမလုပ်ပါနဲ့เนาะအစားအသောက်တွေကျွန်တော်တို့အစားအသောက်ကိုစနစ်တကျထိန်းသိမ်းသိမ်းစားပါနောက်ပြီးတော့ခန္ဓာကိုယ်အနေအထားကိုအကောင်းဆုံးကျွန်တော်တို့ဟလာဖြစ်အောင်နေပါကျွန်တော်ဆိုလို့ရှိရင်ခုဗီဒီယိုရိုက်နေတယ်ကျွန်တော်ပြင်းပြင်းကြီးရိုက်နေရမို့ကျွန်တော်မတ်တက်ရက်ထားတယ်ကျွန်တော် power post လို့ခေါ်တဲ့เนาะဒီဘယ်လိုခေါ်မလဲစွမ်းအားမြင့်တဲ့ post နဲ့ကျွန်တော်နေတယ်ကျွန်တော်အခွေနေရလည်းမရှိဘူးရိုင်းနေရလည်းမရှိဘူးကျွန်တော်စာသင်ရင်လည်းဒီတိုင်းပဲเนาะကျွန်တော်ရဲ့ body posture ပြီးတော့ movement ကျွန်တော်လှုပ်ရှားသွားလာတဲ့အခါမှာပြင်းပြင်းကြီးကျွန်တော်သွားနေတာမရှိဘူးကျွန်တော်တက်တက်ကြွကြွပဲသွားတယ်โอเคနောက်တစ်ခုကတော့ကျွန်တော် accept နာယူမှုအရေးကြီးပါတယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်အလုပ်ရမ်းရှုပ်တဲ့အတွက်တစ်ခါလေးမှည7:00နာရီတနာရီမှတင်တန်းပြီးတယ်မနက်6:00နာရီကို gym ထပြီးတော့မှသွားရတယ်သွားတဲ့အခါမှာမဖြစ်လေဆိုတော့ခန္ဓာကိုယ်အိပ်ဆက်အနားယူမှုတွေနည်းလာတယ်နည်းလာတော့ဖြည်းဖြည်းနဲ့အားနည်းလာပြီးတော့မှပြင်းညင်လာတယ်သိမလို့ချင်တော့အဲ့တော့တို့ကခန္ဓာကိုယ်ဟလာအိပ်ဆက်အနားယူဖို့လိုတယ် reset လုပ်ဖို့လိုတယ်နော်ဖုန်းများ reset ချလို့လိုပဲအဲ့တော့စိတ်ပိုင်းဆိုင်ရာမပြင်းကြီးဖို့တော့ခုနပြောတဲ့ပြင်းတဲ့သူတွေကိုရှောင်ပြင်းတဲ့သူတွေနဲ့မပေါင်းနဲ့နောက်ပြီးတော့မှပန်းနိုင်နေတတ်မှတ်ထားနော်အဲ့တော့ကိုလိုရမယ့်အကြောင်းရင်းကိုသေချာပေါက်ရအောင်ရှာအချိန်ဆွဲတာတွေရက်အဲ့ဒါဆိုလို့ရှိရင်တော့ကိုဒီစိတ်ရောကိုရောမပြင်းကြီးတဲ့သူဖြစ်ပြီးတော့မှအောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုကိုရပါလိမ့်မယ်ဒီကြောင်းအရာကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေလူငယ်တွေမိတ်ဆွေဟာအကျိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကျိုးရစုံတွေရတယ်ဆိုလို့ရှိရင်တော့ကိုအတွက်ရလိုက်တာလေးကိုကိုမှတစ်ချက်လောက်ရေးပြပါအောင်ဒီဗီဒီယိုဆုံးထအောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ